ဖေအေးတာဘာဖြစ်တာလဲအဖေသားဆရာတခုခုလိုချင်လို့လားဟုတ်တယ်တာဟိုဟာအမရမို့တော့ပါကွာဖေခဏလေးအဖေဒီလိုဘာလို့ငငရင်ဖြစ်နေရလဲအဖေကျွန်တော်ပြောစရာတခုခုရှိလို့လားအဖေဘာလို့ချင်လို့လဲပြောပါအောင်ဖေရဲ့ဟုတ်တယ်တာအဖေငွေ900လောက်လိုချင်တယ်ကွာဩဒါလားဖေကလည်းဒါလေးတော့နဲ့ဒီလောက်စဉ်းစားကြဘာရှိလို့လဲဖေကလည်းနော်ဒီလောက်တောင်စဉ်းစားနေရောက်မအဖေ900ချက်ရောလိုသေးလားရပြီတာအဖေမလိုတော့ဘူးအဖေအတွက်လုံလောက်ပါပြီအဖေဘလို့ဖြစ်တာလဲနေမကောင်းလားဟေးမဟုတ်ပါဘူးအဖေနေကောင်းပါတယ်ကဲအဖေသွားပြီသားကြီးအဖေကဘလို့လဲမသိဘူးပတ်စံ900လေးဒီလောက်တောင်မှစဉ်းစားနေဒီကိစ္စငွေ900တောင်းတဲ့အတွက်စဉ်းစားနေရမဟုတ်ဘူး။ तू ကအဖေတောက်ဖြစ်ပြီးတော့သူ့သားဆရာပတ်စံတွေဘလို့တောင်းရမလဲဆိုတော့စဉ်းစားနေရ။ဒါလေးတွန်းနဲ့ဒီလောက်စဉ်းစားစရာဘာရှိလို့လဲ။ငါသူ့ရဲ့သားပဲလေ။ငါဒီနေ့ဒီလိုမျိုးအောင်မြင်နေရအဆင်ပြေနေတာအဖေရဲ့ကျေးဇူးတွေကြောင့်ပဲမဟုတ်လား။ပြီးတော့ကို့သားသမီးဆရာပတ်စံရွာမှာဘာရှက်စရာရှိလို့လဲ။ရှင်းရစကားကိုတေချာနားမလဲသေးဘူး။အဖေကရှင့်စရာပတ်စံတောင်းမို့ရှက်တာမဟုတ်လက်ဖြန့်တောင်းမို့ရှက်နေသူတသက်လုံးပေးခဲ့ရတဲ့သားဆရာနဲ့လက်ဖြန့်တောင်းနေရတာကိုရှက်နေဒါအချိန်ခါနဲ့ပြောင်းလဲသွားတဲ့ကိစ္စပဲလေအရင်တော့ငါငငယ်တော့ဘာမှမလုပ်တတ်တော့မှအဖေကငါ့ကိုကြွေးတယ်မွေးတယ်အခုအဖေကအသက်ကြီးလာပြီဘာမှမလုပ်နိုင်တော့တဲ့အခါငါအဖေကိုပြန်ပြီးထောက်ပံ့တာဘာပြဿနာရှိလို့လဲပြဿနာဆိုတာအဲ့ထောက်ပံ့နေဆိုတဲ့အရာပဲတားရဲ့ဝင်ငွေအပေါ်မှာမိခိုနေရတဲ့အဖြစ်ကိုဂုံတိတ်ခါရှိတဲ့အဖေတန်းနေနဲ့ဘယ်တော့မှမလိုလားဒီလိုမိခိုနေရတယ်ဆိုတာကလေသူ့ကိုအတွင်းစိတ်ထဲကနေစိတ်ဆင်းရဲစေတာအခုရှင်မြင်တဲ့အတိုင်းပဲလေသူအတုံးလိုမတောင်းမဖြစ်လို့သာတောင်းရတာတောင်းတဲ့အခါလေလက်တုံနေရမဟုတ်လားဒါဆိုရင်ဘာလုပ်ရမှာလဲအခုဒီအသက်အရွယ်မှာပတ်စံတွေနဲ့သူ့အလုပ်လုပ်ခိုင်းလို့လည်းမသင့်တော်ဘူးလေဟုတ်ပါတယ်အဖေမှာသူ့ရဲ့ကိုယ်ပိုင်ပတ်စံတစ်ခုရှိအောင်ကျမတို့ကတစ်ခုခုစဉ်းစားမှရမှာအဲ့လိုရှိမှဘသူ့ကိုမှမေးစရာမလိုပဲနဲ့ဘသူ့ကိုမှပြောစရာမလိုပဲနဲ့သူ့ရဲ့စိတ်တိုင်းကြသုံးလို့ရမယ်ပတ်စံမျိုးရှိအောင်တစ်ခုခုစဉ်းစားရမှာအဲ့လိုရှိနေပြီဆိုရင်တော့အဖေအခုလိုမျိုးကြီးခံစားနေရမှာမဟုတ်ဘူးလေအလောက်ကပြန်ရောက်ပြီနော်ရှင်ပြန်ရောက်ပြီလားပေးကျမအိတ်တွေပေးအဖေဒီပတ်စံလေးကိုတင်ထားပါအောင်ဒီလိုများတဲ့ပတ်စံလေးဘာလို့ဖို့လဲကွာဩအဖေဒါကငွေနဲ့သိမ်းမှာအဖေမှတ်မိသေးလားလွန်ခဲ့တဲ့နှစ်အနေငယ်ကအမေအတွက် FD တခုလုပ်ထားတာရှိရလေ FD ဆိုတာအဖေမေ့သွားပြီထင်တယ်ဘာပဲဖြစ်ဖြစ်အမေမရှိရတဲ့နောက်ပိုင်းမှာအဲ့ဒီ FD ကပြတ်သွားတာပဲလေအခုကျတော့စင်းပိတ်လာခဲ့လိုက်တာအဲ့ရနေငွေသိမ်းရလာကြောင့်ဒီပတ်စံတွေအဖေစီမှာပဲသိမ်းထားပါအဖေပတ်စံတွေကအဖေလိုတာသုံးလို့ရတယ်လေနော်အဲ့ဒီချိန်ချွေးမရဲ့စိတ်ထဲမှာတခုခုလုပ်ဖို့လိုမယ်သူတို့မှသူတို့ပတ်စံရှိပါစေဘသူ့ကိုမှမေးစရာမလိုပဲနဲ့ဘသူ့ကိုမှအတိမပေးပဲသုံးဆက်လို့ရမယ်ပတ်စံမျိုးဒါဆိုရင်သူတို့တွေဒီလိုမခံစားရတော့ဘူးပေါ့တာမဟုတ်သေးပါဘူးကွာငါဒီပတ်စံနေနဲ့ဘာလုပ်ရမှာလဲမင်းမဲသိမ်းထားမဟုတ်လဲမင်းကငါလူလေးသေးမရှိဖြည့်ဆည်းပေးပြီးသားပဲလေကွာဟုတ်ပါတယ်အဖေရဲ့ဒါပေမဲ့ဒီပတ်စံနေကအဖေရဲ့ပတ်စံနေအဖေပဲသိမ်းထားလိုက်နော်အဖေတားလုံးနေရတွေကတားရဲ့တောင်းဝင်နေပဲပြီးတော့ဒီပတ်စံနေကအဖေစူးစမ်းရှာခဲ့တဲ့အသီးပွင့်နေပါအဖေပတ်စံနေပဲလေဒါကြောင့်ဒီပတ်စံနေအဖေပဲသိမ်းထားပါကောင်းပြီသားဒါဆိုလဲအဖေပဲသိမ်းထားလိုက်မယ်နော်